1980 ခုနှစ်ဆန်ဖရန်စစ္စကိုမြို့ရဲ့လူစီကားလာတဲ့လမ်းမတွေပေါ်မှာလူတစ်ယောက်ဟာအထုပ်အပိုးတစ်ခုကိုပိုက်ပြီးအဖီးလွှာတွားနေပါတယ်။သူ့နာမည်က Chris Gardner ။သူပိုက်ထားတာကတော့အယိုးပွားဆက်လို့ခေါ်တဲ့ဆေးဘက်ဆိုင်ရာကိရိယာတစ်ခုပါ။ Chris ဟာသူ့ရဲ့စုဆောင်းထားသမျှငွေကြေးအားလုံးကိုဒီဇက်တွေထဲမှာယင်းနှီးမြှုပ်နှံထားတာပါ။ဇက်တစ်လုံးကိုရောင်းရဖို့ဆိုတာတာမန် X-ray ဇက်ထက်ဈေးကြီးနေတာကြောင့်ဆရာဝန်တွေကသိပ်မဝယ်ချင်ကြပါဘူး။ဒါပေမဲ့ Chris အတွက်တော့ဒီဇက်တစ်လုံးဟာသူ့မိသားစုရဲ့သမင်းတစ်နက်အိမ်လာခဲ့တလားစာနဲ့ရှင်သန်ခြင်းရဲ့မျိုးလင်းချက်ဖြစ်လို့လက်ကနေမချတာလိုက်ရောင်းနေရတာပါ။ Chris ရဲ့အိမ်တော်ရေးကလည်းငွေကြီးအချက်သေးကြောင့်တခေးပြေးနဲ့အကြောင်းတွေထလာပါတယ်။သူ့ဇနီးလင်ဒါဟာအချိန်ပိုအလုပ်တွေဆက်တိုက်လုပ်ပေမဲ့အိမ်လာခဲ့တဲ့အခွန်တွေကတောင်လိုပုံနေပါတယ်။ဒီနေ့မှတော့ Chris ဟာလှပတဲ့ကားနီလီတစ်စီးနဲ့လူတစ်ယောက်ကိုတွဲလိုက်ပြီးဒီလူဘလို့လုပ်ပြီးဒီလောက်ပျော်နေရတာလဲလို့တွေးမိခဲ့ပါတယ်။အဲ့ဒီလူကရှယ်ယာပွဲစားတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ Chris ရဲ့စိတ်ထဲမှာလမ်းသစ်တစ်ခုပေါ်လာခဲ့ပါတယ်။သူဟာရှယ်ယာလောကထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပေမဲ့သူ့မှာဒီပညာရပ်နဲ့ပတ်သက်ပြီးဘာဘွဲ့ဒီဂရီမှမရှိပါဘူး။ဒါပေမဲ့သူဟာညံကောင်းသူတစ်ယောက်ဖြစ်တာကြောင့်ကုမ္ပဏီတစ်ခုကလူကြီးတစ်ယောက်နဲ့တက္ကစီအတူစီးရ Rubik's Cube ကိုခဏလေးအတွေ့ဆော့ပြပြီးသူ့ရဲ့အရေးအချင်းကိုတက်တည်ပြခဲ့ပါတယ်။ဒါပေမဲ့ဘဝကပုံမြင်တယ်လို့မလွယ်ကူပါဘူး။ဇက်တွေကလည်းရောင်းမထက်အခွန်တခါနာကလည်းသူ့ဘဏ်အကောင့်ထဲကပတ်စံတွေကိုအတင်းအဓမ္မနှုတ်ယူသွားတဲ့အခါ Chris ရဲ့လက်ထဲမှာ$20ပဲကျန်ပါတော့တယ်။စိတ်ပြတ်အားငယ်နေတဲ့ဇနီးတဲ့လင်ဒါဟာတားလီကိုထားခဲ့ပြီးမြို့ကြားကိုအလုပ်သွားလုပ်ဖို့ထွက်ခွာသွားပါတော့တယ်။ Chris ဟာတားလေးကိုသူ့စီမှာပဲထားခဲ့ဖို့တောင်းဆိုခဲ့ပြီးတားဖာနေရန်ထဲဘဝကိုဆက်တိုက်ပွဲဝင်ခဲ့ရပါတယ်။သူဟာအလုပ်တင် internship နေရာတစ်ခုရခဲ့ပြီးမြဲအဲ့ဒီအလုပ်က6လကြာလစာမရတဲ့အလုပ်ဖြစ်နေပါတယ်။လူအယောက်20တဲကမှတရံထဲကိုပဲအမြဲတမ်းဝင်တန်းခတ်မှာပါ။ Chris ဟာမနက်ဆိုရင်အုံးမအလုပ်လုပ်ညနေဆိုရင်ဂျန်နေတဲ့ဇက်တွေကိုလိုက်ရောင်းတဲ့အချင်းကိုလူပြီးသုံးခဲ့ရပါတယ်။တရက်မှာတော့အိမ်လာခဲ့မပေးနိုင်လို့အိမ်ရှင်ကသူ့ကိုအိမ်ပေါ်ကနှင်ထုတ်လိုက်ပါတယ်။ Chris ဟာတားလေးကိုခေါ်ပြီးလမ်းပေါ်ကိုရောက်သွားခဲ့ပါတယ်။ညဘက်ပမာအိတ်ရမလဲမထီတဲ့အဆုံးဘူရာယုံကအများဆုံးအိမ်သားထဲမှာတားဖာနှစ်ယောက်ပုံအိတ်ခဲ့ရပါတယ်။တားလေးကိုကြောက်မသွားအောင်ဒါကဒိုင်နိုဆောတွေစီကပုံနဲ့ကူကြီးလို့ပုံပင်ဆင်းပြီးပြောပြနေရပေမဲ့အပြင်ကနေတကားလာခောက်တဲ့အတန်းကိုကြားတဲ့အခါ Chris ဟာတားလေးကိုရင်ကွင်းလက်ထက်တကားကိုခြေထောက်နဲ့ကန်ထားရင်တိတ်တိတ်လေးရှိုက်ကြီးအငင်ငိုကြွေးခဲ့ရပါတယ်။ဒါဟာလူတစ်ယောက်ရဲ့ဘဝမှာအနှိမ့်ဆုံးနဲ့အနာကျဉ်ဆုံးအချိန်ပါပဲ။နောက်ပိုင်းရက်တွေမှာတော့သူတို့ဟာဖေသားเจ้าကပေးတဲ့အခက်မြတ်အိတ်ဆောင်တွေမှာနေတိုင်းတန်းစီပြီးအိတ်ခဲ့ရပါတယ်။ Chris ဟာရုံးမှာတခြားသူတွေထက်နှစ်ဆပိုကြိုးစားပါတယ်။ရေတောင်မတောက်ပဲဖုန်းတွေကိုဆက်တိုက်ဆက်ပြီးဖောက်တယ်ဒီကိုရှာပါတယ်။တခြားသူတွေအိမ်ဖွာသွားချိန်မှာသူကတော့တားလေးကိုခေါ်ပြီးလမ်းပြီးမိတိုင်အောင်မှာစာကြည့်ရင်းနဲ့အလုပ်တင်စားမပွဲအတွက်ပြင်ဆင်ခဲ့ပါတယ်။တခါတလေဆိုရင်ဖက်ဆံမရှိလို့သူ့ရဲ့သွေးကိုတောင်ရောင်းပြီးတားလေးအတွက်သမင်းဝယ်ကျွေးခဲ့ရတဲ့အထိဒုက္ခရောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အလုပ်တင်ကာလာပြီးဆုံးသွားပြီးရလက်ထတဲ့နေ့ရောက်လာပါတယ်။ Chris ကိုအစည်းအဝေးခန်းထဲကိုခေါ်လိုက်တဲ့အချိန်မှာသူဟာအရန်ကိုရင်ခုန်နေပါတယ်။ကုမ္ပဏီလူကြီးတွေကသူ့ကိုကြည့်ပြီး Chris ဒီနေ့ကမင်းရဲ့အလုပ်တင်ကာလာနောက်ဆုံးနေ့ပဲမနေ့ဖြန်ကြရင်တော့မင်းအင်ကြီးတစ်စီးတင်းနဲ့လာခဲ့ပါဘာလို့လဲဆိုတော့မင်းဟာငါတို့ရဲ့ဝန်ထမ်းအသစ်ထသွားပြီမို့လို့ပဲလို့ပြောလိုက်တဲ့အခါ Chris ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းသွားခဲ့ပါတယ်သူဟာဘာစကားမှတော့မပြောနိုင်ပဲကျေးဇူးတင်ပါတယ်လို့ပဲခက်ခဲရင်းပြောနိုင်ခဲ့ပါတယ်သူဟာရုံခန်းထဲကနေလူအုပ်ကလေးကြီးထဲကိုပြေးထွက်သွားပြီးသူ့ကိုယ်သူလက်ခုပ်တပြေးပြီးမျက်ရည်တွေကြားကနေအားရပါရပြုံးနေခဲ့ပါတယ်သူဟာအခက်အခဲအားလုံးကိုကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့သူနေတိုင်းမရက်မနှံ့ပြေးလွှမ်းပြီးရှာဖွေနေတဲ့ပျော်ရွှင်ခြင်းဆိုတဲ့ happiness ဆိုတာကိုလက်ဝဲပိုင်ပိုင်ရရှိသွားပါတော့တယ်ဒီဇလန်ဟာကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာကတော့မင်းမှာအိမ်မက်တစ်ခုရှိရင်အဲ့ဒါကိုဘယ်သူမှမဖျက်ဆီးခဲ့ပါနဲ့မင်းကိုယ်တိုင်အဲ့ဒါကိုယူပါဆိုတာပါပဲ